Hello အားလုံးပဲမင်္ဂလာပါလေဘာဝူရှိုးအနေနဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့လေဘာဝူအသိနဲ့ပတ်သက်ပြီးကျွန်တော်တို့သတင်းလေးတချို့ကျွန်တော်လေဘာဝူချစ်တဲ့ပရိသတ်တွေနဲ့တူဆွေးနွေးကြည့်အောင်ပေါ့နော်တကယ်လို့စိတ်ဝင်စားဖို့ကောင်းတဲ့သတင်းလေးတစ်ပုဒ်ပေါ့နော်ဒါကဘာလဲဆိုတော့ဒီကျွန်တော်တို့ကျွန်တော်လေဘာဝူသိမှာကျွန်တော်တို့နံပါတ်တန်းလို့ပါပေါ့နော်30ရိုးမှာကစားနေတဲ့ကျွန်တော်တို့Floyd ဘက်ပေါ့နော်ခြေစမ်းမပြတဲ့ Floyd ဘက်ကိုဒီစပိန်မီဒီယာပေါ်ပြထားတယ်နော်ခြေစမ်းမပြတဲ့ Floyd ဘက်နဲ့ကျွန်တော်တို့ရီယယ်မက်တစ်ကကျွန်တော်တို့နေရာမရနေသေးတယ်ကျွန်တော်တို့ဂိုရီကိုနဲ့အပြောင်းလဲတွေချိတ်ဆက်မှုတွေရှိနိုင်တယ်လို့ဒီစပိန်မီဒီယာသတင်းတစ်ပုဒ်ကပေါ်ပြထားတာရှိတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးဒီကိုလည်းဆွေးနွေးကြည့်အောင်နော်ဘာဖြစ်ဆိုတော့ဒါအချိန်မျိုးဖြစ်သွားနိုင်တယ်ဗျဘာဖြစ်လို့ဆိုတော့ဘာမှပြောလို့မရဘူးเนาะသတင်းဆိုတာတော့ဘာပြောမလဲဒါပေမဲ့အချိန်မျိုးဖြစ်သွားနိုင်တဲ့အနေအထားမှာရှိတယ်ပေါ့เนาะFloyd စပနီကျွန်တော်တို့ရီယယ်မက်တစ်ရဲ့ကျွန်တော်ဒီပြအလွန်စိုးကကျွန်တော်သူ့ရဲ့စပယ်ဟောင်းဖြစ်တယ်ကျွန်တော်တို့Floyd ဘက်ကိုသူကလိုချင်တယ်เนาะသူလီဗာပူးတင်းမှာခြေစောင်းပြရဲFloyd ဘက်နဲ့လိုဒီကိုနဲ့အပြောင်းလဲတွေလုပ်မယ်လို့သူကပြောထားတာရှိတယ်ပေါ့လုပ်မယ်လို့သူကပြောထားတယ်เนาะတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်เนาะကျွန်တော်တို့Floyd ဘက်မှာကျွန်တော်စာကြည့်ဆိုFloyd ဘက်ကကျွန်တော်လီဗာပူးတင်းမှာပို့ဆိုရင်17ပွဲလောက်ကစားပြီးပြီเนาะတန်ပွဲဆုံးကိုကျွန်တော်တို့တော်တော်လေးကိုများတယ်เนาะတန်ပွဲဆုံး15ပွဲလောက်ရှိပြီကစားတာဒါပေမဲ့ရှင်းစမပြတယ်เนาะပရီးမီးယားလိမှာဆိုကျွန်တော်ပို့ဆိုးတယ်ပရီးမီးယားလိမှာဆိုကျွန်တော်တို့ဘာမှလုံးပြနိုင်တယ်တကိုးမှလည်းဖန်တီးတကိုးမှလည်းမတွေ့ထားဘူးเนาะမတွေ့ထားဘူးဆိုတော့သူ့ကိုတန်း115တန်းလောက်115တန်းလောက်ရှိတယ်ပေါ့နော်သူ့ကိုပေးချစ်တာအဲ့ဒါလည်းဒါမဲ့သူကခြေစမ်းမပြဘူးသူကခြေစမ်းမပြဘူးဆိုတော့ဘာမှခြေနေမကောင်းဘူးပေါ့နော်ဘာမှခြေစမ်းမပြဘူးခြေနေမကောင်းဘူးဆိုတော့အပြောင်းလဲတွေရောဖြစ်ကောင်းဖြစ်နိုင်တယ်နော်ဒါပေမဲ့လည်းမတည်တော့မတည်ကြဘူးပေါ့ဗျာနော်မတည်တော့မတည်ကြဘူးပေါ့ဒါပေမဲ့လည်းဘာမှဆိုတော့ဖြစ်သွားနိုင်တယ်ပေါ့နော်တစ်ဖက်ကကျွန်တော်တို့လူဒီကိုကလည်းဆိုလို့ရှိရင်ကျွန်တော်ဒီရဲမထစ်မှာနေရာမရဘူးနော်သူ့နေရာမှာဆိုကျွန်တော်တို့ဘေးချက်ဂျူရီယာဘာလို့နေရာရတာလေပဲလေကတော့နေရာရနေတာလေနော်နေရာမြပြဿနာဖြစ်နေအတွက်လူဒီကိုကလည်းအသေးလက်မဲ့ဖြစ်နေတယ်ပေါ့နော်အသေးလက်မဲ့ဖြစ်တဲ့အချိန်မှာကျွန်တော်လီဗာပူးသိနေတာဂျမန်ကျွန်တော် Floyd ဘက်နဲ့အလဲပဲနေလောက်မယ်ပြောထားတာရှိပြောထားတာဆိုတော့တော်လေးတော့ဖြစ်သွားနိုင်တော့ကျွန်တော်ထင်တယ်ပေါ့နော်လူဒီကိုဆိုလို့ရှိရင်နေရာတော့မှာကစားပြရတယ်နော်ကျွန်တော်30တော့မှလည်းကစားလို့ရတယ်ကျွန်တော်တို့ကပ်ပိုနေရာမှာလည်းကျွန်တော်ကစားလို့ရတယ်နော်ကျွန်တော်တို့ဆာလာနေရာမှာကစားလို့ရတယ်3နေရာကစားပြရတယ်ဗျာ3နေရာတော့ကစားလို့ရတဲ့ချိန်မှာကျွန်တော်တို့ခြေစမ်းပြတဲ့ Floyd ဘက်ကိုကျွန်တော်အတင်းတောင်းရှိနေလဲမလားနော်ကျွန်တော်ထင်ရဆိုရင်တော့လဲတင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုလိုဒီကိုကတကယ်မကောင်းတဲ့ quality ရှိတဲ့ခဏတော့ပါနော်လဲမယ်ဆိုလို့ရှိရင်ပေါ့နော်တန်းကိုစပိန်ကျွန်တော်တို့ရဲမတစ်ကနေ10တန်း15တန်းလောက်ပဲလိုက်ပေးရပါတော့လိုဒီကိုတန်း100သတ်မှတ်ထားဆိုတော့ကျွန်တော်တို့Floyd ဘက်ဝယ်ရတာ15တန်းလောက်တန်း115တန်းဆိုတော့15တန်းလောက်လိုက်ပေးလို့ရှိရင်Floyd ဘက်ကိုရနိုင်တယ်နော်လိုဒီကိုကကျွန်တော်ဘာကြောင့်ကျွန်တော်လိုချင်တဲ့ကစားသမားဆိုလို့ရှိရင်ဘာကြောင့်လဲဆိုရင်လိုဒီကိုကတကယ်ကိုကောင်းတဲ့ quality ရှိတဲ့ကစားသမားနော်ကျွန်တော်တို့ခုနကျွန်တော်ပြောခဲ့သလိုပဲနော်ဆာလာနေရာမှာကစားလို့ရတယ်နော်ကျွန်တော်တမန်10လုံးမှလည်းကစားလို့ရတယ်ကျွန်တော်တို့ကပ်ပိုနေရာမှာကစားလို့ရတယ်နော်အခုကျွန်တော်တို့ချိန်မှာတောင်ပန်တွေကလိုအပ်နေတာတောင်ပန်တွေကသိနေတယ်နော်ကျွန်တော်တို့ပြောလို့ဆိုတော့ဆာလာနေရာလဲအသက်ရွယ်ကြလာပြီဆာလာနေရာကိုလည်းကစားတော့မရှိဘူးဗျာကပ်ပိုနေရာမှာလည်းလဲမဲ့သူကစားမှာမရှိဘူးquality ကောင်းကောင်းရှိတဲ့ကစားသမားမရှိတော့ကျွန်တော်တို့တောင်ပန်တွေကဘောလုံးတွေကမထွက်တော့ကျွန်တော်တိုက်စစ်မှုတွေကဘာမှလုပ်မရဖန်တီးမှုတွေမရှိတော့တိုက်စစ်မှုကပိုးသွင်းတာနော်အဲကြောင့်ကျွန်တော်တို့ကရုံးကန်နေရဖြစ်တယ်နော်ကျွန်တော်ထင်ရဆိုတော့ကျွန်တော်လဲတဲ့ထဲမှာတော့ပါတယ်ဆိုတော့ထင်တယ်ပေါ့နော်Floyd ဘက်ဆိုတာဆိုတဲ့ပရီးမီးယားလိမှာဗျာတိတ်ပြီးတော့အမဝင်ဖြစ်နေတာအမဝင်ဆိုတာသူ့ရဲ့တိုးဝါရုံးအားနဲ့ကျွန်တော်သူကစားခဲ့တဲ့ဂျာမနီကမတူဘူးဗျနော်သူကစားခဲ့ဂျာမနီမှာဆိုတော့ဘာရန်နီကနံပါတ်1ပဲသူ့ကိုရှင်းနိုင်လို့အသိနေမရှိဘူးပရီးမီးယားလိမှာအဲ့လိုမဟုတ်နော်ဟိုအောက်ကတန်းစုံအသိနေရစရေကုန်ကြက်ကဲကန်တဲ့ကစားတာပါနော်ဒီလိုမျိုးအဲ့လောက်နေထားနေမရဘူးနော်
ပညာရေးမှာတွန်းနေတာဒါအခုကြောင့်လိုသေးတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါကျွန်တော်မကောင်းဘူးပြောတာမဟုတ်တော့ဖလိုင်ဘက်ကကောင်းပါတယ်နော်ကစားသမား quality ကစားသမားဒါပေမဲ့ဒီပညာရေးမှာသူမဖြစ်ဘူးတော့ဒါအချိန်တစ်ခုတည်းပေးရအောင်ကျွန်တော်ထင်တယ်ပေါ့နော်တစ်နှစ်မဟုတ်နှစ်နှစ်အဲ့လိုမျိုးကိုဒီအတင်းတောင်းဝင်ရှိသူတွေအဲ့လိုမျိုးစောင့်မလားနော်ဒီရှိပလန်သွားမလားသူ့စာချက်ကျွန်တော်တို့9နှစ်စာချုပ်ဒီရှိပလန်သွားမလားနော်ဒါမှမဟုတ်ရင်ဒီခုဖြစ်နေတဲ့ပြဿနာတွေကိုဖြေရှင်းပါလားခုဖြစ်တဲ့ပြဿနာတွေဖြေရှင်းလို့ဆိုရင်လူတွေကိုလည်းနော်ငါတို့ကတော့ဒီရေရှည်သွားမှာနော်ငါတို့ရဲ့အချိန်ပေးနိုင်တယ်ဒီနေ့ရလက်ဆိုးလည်းပါတောင်းပြီးတော့သွားမယ်ဆိုရင်တော့မလဲနဲ့နော်အဲ့လိုမျိုးတော့ကျွန်တော်တော့မြင်မိတယ်ပေါ့နော်ဒါဒီလိုဆိုတော့ဒါသူ့ရဲ့တပည့်တော်ဟောင်းဆိုတော့လိုချင်တာဟုတ်ဗျာသူ့ရဲ့တပည့်ဟောင်းဆိုလိုချင်တယ်ဒါပေမဲ့ဒီအဲ့သူ့နေရာမှာတော့ဘယ်လင်ကတော့ဘာလို့ကစားနေဆိုတော့ဘယ်လိုဒီ foreign ball ကိုဘယ်လိုမျိုးတုံးမလဲပေါ့ဒါစိတ်ဝင်စားဖို့လည်းကောင်းတယ်နော်ဘယ်လင်ကလည်းအဲ့မှာရှိတယ်ကွင်းလည်းမှာရှိတယ်ဆိုတော့ဒီ foreign ball ကိုသူဘယ်နေရာမှာတုံးမယ်နော်ဘယ်နေရာမှာသူတုံးမယ်ဆိုတာကျွန်တော်တို့ဒါစောင့်ကြည့်ဖို့တော့ကောင်းတယ်ပေါ့နော်ဒါတော်တော်လေးစောင့်ကြည့်ဖို့ကောင်းပါပြီနော်ဒီ foreign ball ကိုဒါဒီအလုံးစုံတော့ပြောမှာပေါ့နော်သူ့ရဲ့တပည့်ဟောင်းဆိုတော့လည်းရတဲ့နေရာထည့်မှာပေါ့နော်ရတဲ့နေရာသူထည့်မှာပေါ့နော်ထည့်ချင်လို့လည်းသူလိုက်ပေးမယ်သူဘယ်လိုလဲစပိန်မီဒီယာတွေကပေါ်ပြနေတာဆိုတော့ဒါဘာမှမဆိုဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကျွန်တော်တို့ဆောင်းရတဲ့ဈေးကွက်မှာဒါကျွန်တော်တို့ဆက်စောင့်ကြည့်ရနော်ကျွန်တော်တို့ဒီဇင်ဘာလမှာစောင့်ကြည့်ရမယ်နော်အားဒါမှဆိုရင်ဒါကျွန်တော်တို့ဒါဖြေတွေကောင်းကောင်းသိနော်ဒါကျွန်တော်လေပေါက်ချတဲ့ပိတ်သက်တွေကဘယ်လိုမြင်ကြတယ်နော်ကျွန်တော်ဒီသတင်းလေးနဲ့ပတ်သက်ပြီးတော့နော်ဒီအပြောင်းလဲတွေဖြစ်သွားနိုင်တာဒါမှမဟုတ်ရင်ဒီကျွန်တော်တို့လေပေါက်တက်မှာဆက်ရှိနိုင်တာနော်ဘယ်လိုမျိုးလေးတွေကြားတယ်နော်ရူလီကိုရောကျွန်တော်အတင်းရဲ့ပိတ်သက်တွေရောနှစ်သက်ကြရလားဘယ်လိုမြင်ကြတယ်လဲစိတ်ကြလားနော်အမြင်လေးတွေဆွေးနွေးပေးကြပါဦးကျွန်တော်ဗီဒီယိုကြည့်ချင်လို့ညီမတို့ပြန်အားလို့ကျေးဇူးအများကြီးတင်ပါတယ်